စိတ်မကောင်းပါဘူးခင်ဗျားနဲ့ခင်ဗျားသမီးတွေ့တာတော့ဆုံးလုံးဝမရှိပါဘူးမဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ခုတွေစေးချက်မားနေတာဟုတ်တယ်မလားစေးချက်မားနေတာလေငါမငါ့ဘာသစ္စာဖောက်မှာမဟုတ်ဘူးသစ္စာဖောက်မှာမဟုတ်ဘူးသစ္စာဖောက်မှာမဟုတ်ဘူးအထက်တိုင်းကလေးကသူမနဲ့ငါအတူရှိနေခဲ့တာ15နှစ်တိပြ15နှစ်လုံးလုံးသူ့ရဲ့နာမကျန်းမိဘတွေငါပြည့်စုံဆောင်ရှောက်ခဲ့တယ်သူ့ရဲ့မောင်လေးလည်းပါတယ်15နှစ်တောင်ဒီရင်အတွက်ငါအစွမ်းကုန်ကြိုးစားခဲ့တယ်သူကတော့ငါသစ္စာဖောက်တယ်ငယ်ချင်းစိတ်ကိုရှော့ပါကွာအိမ်မှာလဲကြွိုင်ရှာမနေနဲ့အောင်ဟန်ကျုပ်မင်းအော်ရိုက်ပြင်ခိုင်းတာမင်းဘာလုပ်နေအမြန်မြန်လာခဲ့တမမှာလဲကြာကြီးဟန်ကျိုးကျွန်တော်ခေါ်လာတာပါငါမင်းကိုမင်းနေလို့လားဟန်ကျုပ်မင်းကြောင့်ကာစတမာစောင့်နေရလို့ဆိုပြီးအော်ရိုက်ပြတ်သွားရင်မင်းလာတာနဲ့ရောဖို့လုံးလုံးမမဟုတ်ဘူးကွာစောက်သုံးမကြတဲ့ကောင်မပြောနဲ့တော့သူစိတ်ညစ်နေတာဘာမှအသုံးမကြတဲ့ကောင်ဘာစိတ်ညစ်နေစွမ်းစားမရှိတဲ့ကောင်မင်းကိုမင်းမဘာကြည့်ကြိုက်တာသုံးစားမရတဲ့ကောင်ဘာပြောရလဲမင်းဘာပြောရလဲဟန်ကျိုးဟဲ့ရစိတ်ကိုထဲဒါကုမ္ပဏီမှာမင်းရှောင်းမလုံးနဲ့မင်းကဘာလို့မလဲဟဲ့လာလေဟမ်ငေါလက်ထတာ6နှစ်ရှိပြီ6နှစ်တွင်မှာသူကဇနီးကောင်းမိခင်ကောင်းလို့ဟန်ဆောင်နေလာတာပဲတရားသွေးကြီးမှာငါပြေးပြေးတောင်ဖမ်းလိုက်မင်းမငါနောက်ကမှတခြားကောင်နဲ့ဖောက်ပြန်နေပါလားကိုကိုပြန်လာပြီလားကိုကိုကြိုက်တယ်တဲချက်ထားတယ်ခုတလောကိုကိုမလန်းတယ်လို့ပဲအေးစေးနားယူတင်တယ်နော်ကလင်ကကြစ်မပြောတဲ့ငါ့ဘာလို့ဒိုလောက်ရတာလဲပြောတဲ့ငါ့ဘာလို့ဒိုလောက်ရတာလဲဘာဖြစ်လို့လဲကိုကိုတဲမှများလုံးမလို့လဲမင်းခုနေရဲ့အိမ်ကအားလုံးသူ့နာမည်နဲ့ဝင်ရတာမင်းမနဲ့ဖောက်ပြန်တဲ့ကောင်ရှာမတွေ့ခင်ချင်းတိမင်းဘာမှမပြောနဲ့မင်းပြောတာမှန်တယ်ငါအထောက်ထားရင်ရှာမယ်ဒီမွေးပြတ်နဲ့သူ့ရဲ့ကောင်ကိုပေးရမယ်လန့်သွားလားကိုတဲကိုစနေတာပါတဲပဲပြောထားမှတ်မိရမလားခက်ချင်းချင်းလေးကြိုက်ရစမ်းရှောင်းအိမ်နေရလေကိုကိုရဲ့ထမင်းရင်စားရအောင်ကိုကိုဒီကောင်မတခြားကောင်တွေကိုလည်းဒီလိုပဲမြင်ဆွဲရတင်ပါတယ်ပြောတဲ့ဒါဘာလို့လက်ချက်ဘာဖြစ်လို့လဲမင်းမကုန်းပါမခင်လေနားနာတော့မင်းပြောင်းညင်းအောင်မလို့လားမတော်တဆခိုင်းမိတာပါဒီမှာလေးကိုကိုပြမယ်မနေ့ကတငယ်ချင်းမွေးနေလေတဲတို့တငယ်ချင်းတွေဂိမ်းစားကြတာပါမင်းတို့ကစားရလေတော်တော်စုံနေတာပဲကိုကိုအခုရှုံပြီမှတ်လားကိုကိုရင်တဲဝန်ထမ်းကဝိုင်းရှာပေးပါအောင်ဘယ်မှာထောင်းမိမှန်းလည်းမသိပါဘူးကိုရဲ့ဒါအိတ်တယ်ပဲဈေးကြီးမဲ့ပုံပဲတေးကြတယ်ဘကောင်လက်ဆောင်ပေးရတယ်ကွန်းတော့တုံးလာတယ်ဝါနကတော့မရှာတွေ့ဘူးကွာဒါပဲတွေ့တယ်ဒါတဲဟာမဟုတ်ဘူးသူများဟာဘ
ဘာလို့သူများကလဲမဲအိတ်တွေတွေ့ရလေဘာလို့သူများဖြန့်ပါလဲစောစီဘဲကောင်လေကွာ sorry နော်ညရွှေအိမ်မှားပါလာလို့ဒီမနေ့ဖွင့်ကြည့်မှသိရပစ္စည်းအားလုံးဒီတိုင်းပဲနော်ဟာတော်သေးရပေါ့ပျောက်သွားပြီထင်နေရဒါဆိုသွားကြမယ်လေ ဒီမှာကိုကိုတဲဟာမဟုတ်ဘူးဆိုတာယုံမိလားတဲကိုဘာမှစိတ်ပူမနေနဲ့တော့နော် ကဲလာပါ မင်းဘယ်လောက်ထိဟန်ဆောင်နိုင်မလဲငါကြည့်ကြသေးတာ ကျောင်းတော့ငါတို့ဖွဲ့ရွှေရင်ကိုလိုက်တော့ဟိုကောင်ထန်ချိုးလက်ဦးသွားတာလေဒီလောက်ကြာပြီးတော့မှငါတို့ရဲ့အလှဘီရင်မကဒီကောင်တက်စာပေါက်သွားတာကွာ မင်းကဘာတီးလို့လဲသူကိုယ်တိုင်ကနွားလှုပ်ချင်မှာပေါ့ ဆက်မပြောနဲ့ရောအားလုံးကတငယ်ချင်းတွေပဲ အေးပါမင်းကိုယ်တိုင်တော့မှပဲရွှေရင်ကိုအယူမှုဖြစ်ခဲ့တာငါတို့အသိပဲဒီကောင်နဲ့ညားသွားလို့မင်းကြွေခဲနေရတာတွေကိုဖုံးကွယ်မနေပါနဲ့မဟုတ်ရင်အခုတက်စာဖောက်ခံရမယ့်သူကမင်းဖြစ်နေမှာ မင်းတို့ကောင်လေဘာတွေပြောနေရလဲမင်းတို့ကောင်လေဘာတွေပြောနေရလဲ ထန်ချိုးဟာစင်မစိုးနဲ့သူတို့မုန်းနေတာ ပြောတော့ဘာဖြစ်လဲဒီမှာရှိတဲ့လူတွေအကုန်လုံးသိတယ်နွားကြခံနေရတာကိုငါတို့သိသွားလို့ရှက်ရမ်းမနေပါနဲ့ ဘာပြောရလဲမင်းဟဲ့လာလေ စိတ်ကိုရှော့တငယ်ချင်းတွေမလုံးမနဲ့ကွာ ခဲကောင်မင်းကငါတို့ပေါ်ပါလာပောက်ကွဲနေအောင်မကျင်နဲ့မင်းကြာကူဒီကောင်လိုက်တော့ရှာလိုက်လေပြီးခဲ့တဲ့3ရက်ကမင်းမိန်းမဒီဇိုင်းတစ်ကောင်နဲ့ Moonlight Hotel တွားငါတွေ့လိုက်တယ် ပြီးခဲ့တဲ့3ရက်ငါတို့ရဲ့မင်းလာနှစ်ပတ်လည်နေပဲဟာတကူရမ်းချက်တဲ့ဆိုင်ပဲတဲ့ရမ်းတော်တာပဲ happy အနေနော်ကိုကို မှန်တရားပါ မင်းတကယ်တက်တိရှိရဆိုရင်အဲ့ဒီကြာကူလီကောင်နဲ့စင်းရှင်းလိုက်ပေါ့ဒါမှမင်းယောက်ျားပြီးသားငါ ထန်းကျုပ်ငါပြောတာနားထောင်တစ်စာဖောက်တဲ့မိန်းမဆိုတော့ပုတ်ပွားနေတဲ့အသားလိုပဲနေအဲ့ရဲ့အသားကိုစက်ကင်ထားမယ်ဆိုလို့ရှင်ငါတို့နည်းနည်းပေါင်းမနေတော့ ထန်ချိုး မင်းစားရှိရင်အဲ့ကောင်ရှင်းလိုက် တွားလီအခုတုနဲ့တစ်ဖြည့်ရှင်းလိုက်တွားစမ်းပါကွာတွားလီ အေးမင်းတို့ပြောနေတယ်လို့ဒီကောင်ငါလက်ချက်နဲ့အခုသေသေးရမယ်ကွာခွေးမအမေတောင်း ကိုကိုဘာဖြစ်တာလဲအိမ်မဆိုးမလို့လားအရက်တော့တာများသွားတာနေမှာတဲဆေးသွားယူပေးမယ်နော် 那天你可能买莫兰好在哪去？而且他看我的蛮样是到现在。 ဒီလိုနဲ့အောင်စတော့ကဲသူဝက်တာငါတစ်ခါမှမတွေ့ဘူးပါလားဒီခွေးမမောလိုက်ဟုတ်တယ်ဟုတ်တယ် ပြီးခဲ့တဲ့3ရက်ကမင်းမိန်းမဒီဇိုင်းတစ်ကောင်နဲ့ Moonlight Hotel တွားငါတွေ့လိုက်တယ် ဟိုကောင်ပြောတာအမှန်ဖြစ်နေပါ ရပြီကိုကိုရော့အော်ကိုကိုမနေ့ပြန်ခလေးကိုသွားကြည့်ပြလို့ရမလားမနေ့ပြန်ညနေတငယ်ချင်းတွေနဲ့ချင်းလာလို့လေ ကောင်းပြီလေခွေးမမင်းစောင့်ကြည့်လိုက်ပါမနေ့ပြန်ကျရင်မင်းတို့ကငါလက်ဘူးလက်ချက်ဖမ်းကြမယ်မေးသမီးကိမ်းမစားပြီးသွားရင်ဖေဖေနဲ့တူအိမ်ပြန်အောင်ဖေဖေအလုပ်ကိစ္စတွေရှိသေးလို့နည်းနည်းနော် ဖေဖေကမမေကိုဟိုတယ်မှာသွားကြုံမလို့လား မမေဟောတယ်တော့တာသမီးကဘယ်လိုလုပ်တည်တာ ဒုက္ခပဲမတော်ဆပြောထွက်မိပါမမေကသမီးကိုမှားတာဖေဖေကိုပြန်မပြောရဘူးပဲ သမီးတည်တယ်ဖေဖေကိုအကုန်ပြောပြဖေဖေခဏနေကြရင်သမီးကိုရေခဲမောပေါ်ကျွေးမယ် ရေရေကမ်းမှုစားမယ် ဒီမှာရောသမီးခုနကဖေဖေကိုပြောပြမယ်ဆိုတာဖေဖေကိုပြောပြပါလား မမေကသမီးကိုအမြဲဟိုတယ်ခေါ်သွားပြီးအခန်းထဲမှာစောင့်ခိုင်းတယ်ပြီးရင်တစိမ့်ဦးလေးရေနဲ့ဘေးခန်းမှာအလုပ်လုပ်ကြတယ် ဘာတသေးကောင်နေလဲ
ဘာဖြစ်လဲမေမေတခြားလူတွေနဲ့ မေမေပြောတာတော့သူဒီလိုလောက်တာငွေရှာဖို့တဲ့ဖေဖေကိုပြန်မပြောဘူးတမျိုးမှားတာတဲ့ ရှောင်းအမျိုးပြတ်မှရှိဒါမျိုးတွေကြောင့်ရှောင်းရှောင်းအဖေရင်ကထားခဲ့တာဒီမှာရှောင်းရှောင်းအဖေရင်ကဘာတူလဲဆိုတာတော့ပေါ်နိုင်ရဲ့လားမသိပါဘူး ဖေဖေချောင်းချောင်းဖေဖေနဲ့တူတူလိုက်ခဲ့လို့ရမလားတယောက်တည်းမနေခဲ့ချင် မင်းကိုယ်တိုင်တော့ဆောက်ရှက်မရှိပါဘူးမင်းသမီးကိုမင်းကဘယ်လိုလူမျိုးလဲဆိုတာငါပြပြတာကောင်းပြီသမီးဖေဖေနဲ့လိုက်ခဲ့တယ် ဖေဖေဒီမှာပဲမေမေကအခန်းနံပါတ်9ခွန်မှာရှိတတ်တယ်ဖေဖေကိုတမိခေါ်ရမယ် တကယ်မှန်ပဲဖောက်ပြက်နေတာနေရာအမှန်နဲ့ဖုန်းထဲကငါတွေ့လိုက်တဲ့ stock ကြီးမယ် အရင်မြန်တယ်ဖေဖေလုံးအချိန်ထက်လျှော့ ခွေးမငါအခုပဲလိုက်လွတ်မယ်လူတိုင်းကငါတိအောင်လုပ်ပြမယ်တို့ဖောက်ပြန်နေကြတာမင်းတို့တတလုံးခေါင်းမဖောက်နိုင်ငါလုပ်ပြမယ်ဟယ်လိုခန်းတန်ရှိပါ ကိုကို ဘာတူလဲကွာ ရှာရှာကိုကိုဘာလာလောက်တာလဲ အောင်ကြည့်ကြပါဒီမှာဖောက်ပြန်နေကြတာအောင်ကြည့်ကြပါဒီမှာဖောက်ပြန်နေကြတာ ကိုဘာလောက်တာလဲ မင်းတို့ကငါလာဖမ်းနေတာမင်းတို့ဖောက်ပြန်နေရလေအားလုံးသိအောင်ငါလုပ်ပြမယ်မင်းတို့ဖောက်ပြန်နေတာကိုဖဲ ဘာကိုလာဖမ်းတာလဲတဲမမဖောက်ပြန်တာယူနေရလား အေးမင်းပြောသလိုဖောက်ပြန်လာမှငါအထဲဝင်ကြည့် မ မယ် ရဘူးနင်းစီလို့မရဘူးအိမ်ထဲမှာပြောပြမယ် ဘာလို့ဝင်ကြည့်လို့မရနေရလဲမင်းတို့အထဲမှာဘာတွေလုပ်နေရလဲငါအခုစကြည့်မယ်ဖဲဖဲ တဲရေးကြီးကိစ္စရှိရဲ့မင်းတို့နောက်ဆက်ပါနဲ့လား ဘာရေးကြီးကိစ္စကြားကောင်လည်းအိတ်နေတာမင်းတို့အရေးကြီးကိစ္စလားငါပါတော့ကွာဒီရတော့နွားလိုမျိုးစူးစမ်းပြီးရုံးကနေရတာမင်းမိဘတစ်မျိုးမင်းမောင်လည်းတစ်မျိုးမင်းကတကယ်တခြားကောင်နဲ့ပျော်ပါနေတာမင်းမပြတ်ပဲ ထန်ကျုံရှင်အရန်လို့နေပြီတဲကိုဘလို့ပဲထင်နေပါစေသမီးရှိမှာတော့ရှင်ဒီလိုမျိုးမပြောသင့်ဘူး ငါမရလားဒါဒီအားလုံးမင်းကြောင့်ဖြစ်နေရတာကလေးရှိတော့မရှောင်မင်းကလေးရှိတော့မရှောင်လာတာဒီကလေးလေးရှိမှာတော့ခုငါလူတွေဆုံးမဲ့ခိုင်းမယ်မင်းတို့ဘလို့လူတန်းသားလဲဆိုတော့ငါပြမယ်အကုန်လုံးဖမ်းရမယ်ဒီမှာကြည့်ကြပါဦးအားလုံးပဲဒီမှာကြုံမင်းမဖောက်ပြန်နေတာဒီမှာကြည့်ပါဦး stocking အကုန်လုံးပဲပစ္စည်းတွေလည်းစုံနေရပဲခွေးသားတွေကဟာဟိုမှာကင်မရာမင်းဘာပြန်ကားနေရိုက်နေရလားမင်း ရှောင်းရှောင်းအောက်ထပ်မှာမမေကိုစောင့်နေနော်မမေပြီးမှလိုက်လာခဲ့မယ်တော်တော့ ငါဆောက်ချက်ခွဲပြမယ်မင်း6កောက်နဲ့ဘယ်လိုနေလဲဆိုတော့မင်း ထန်ကျိုးနင်မလုံးလားလိုက်မျက်နှာရက်လိုက် ကောင်းမခုတော့ရှက်ရတယ်ပေါ့အားလုံးပဲဒီမှာကြည့်ကြပါအဲ့ကောင်ရောက်ဖမ်းပြမယ်ခွေးတောင်းတော့ ထန်ကျိုး ဟဲ့ကွာမင်းမလဲထွက်လာနော်ထွက်မလာငါမျိုးတက်ပြစ်ပါ ထန်ကျိုးတောင်းမှမာတယ်ဟာရက်လိုက်ပါတော့နင်ကတော့တကယ်ပဲအဆက်ပွင့်အောင်လုပ်တော့မလို့လား ငါသိပြီဒီမှာပဲ ထန်ကျိုးနင်ကတော့တကယ်ချစ်တယ်ဆိုလို့ရှိရင်အထက်ဝင်มาနဲ့ ချစ်တယ်ဟုတ်လားချစ်တယ်ဆိုပြီးတော့ငါ့ကိုသစ္စာဖောက်တာလေမင်းငါတော့သစ္စာဖောက်ဖို့မချစ်နိုင်ဘူးငါမျိုးပြောပြမယ်ဒီနေ့ငါဒီကိုလာတာမင်းကိုဂလန်သားချိန်ဖို့ပဲ မဖွင့်နဲ့လူရှိတာတဲဝင်ခံပါတယ်သူ့ကိုပြဿနာရှာလို့မဖြစ်ဘူးပြီးတော့ဒါတွေလုပ်နေတာကိုကိုတွက်ဆိုတာသိလား
ငါတော့ဟုတ်လားငါမေကိုမဘောတော့ဝစ်ခိုင်းလားချားယောက်ျားနဲ့ကြီးဖို့မင်းခက်တာကိုရင်ပတ်သက်ရှာခိုင်းနေရလားဖေးပဲကွာထဲကကြာကူလီကောင်ငါမေအခုတတ်မယ် အေးညီကိုရေးစကားအေးစေးပြောကြအောင်ကွာဒါကိုချက်လိုက်နေ့အောင်ကြောက်မြန်ရှင်းပြလိုက်ပါဦး ဓာတ်ကိုချလိုက်တဲမှန်တိုင်းပြောပြမယ် ဟုတ်တယ်ညီကိုစကားကိုအေးစေးပြောရအောင်ကွာအဲ့ဒါကိုချက်လိုက်အဲ့ဒါကိုချက်လိုက် ငါမေကို အဲ့လိုမဟုတ်ဘူး ဟာဒီကောင်မတော့ ညီကိုရေးမင်းထင်လွဲနေပြီတူတယ်နော်မင်းမနဲ့ငါဘာမှမပတ်သက်ဘူးဒါအလုပ်တက်ပဲ ငါမိမနဲ့အဲ့ဒီမှာလာဟောင်းနေသေးတယ်ရော့ကွာဒီငါမေကိုတတ်မယ် ထန်ကျိုးတော်တော့ထန်ကျိုးရှင်တော်ရိုင်းနေပြီလူချင်ရတယ်ရှောက်လုံနေတယ်စင်ကျင်တုံတရားမရှိဘူး ဟာစင်ရင်တို့တရားမရှိဘူးလားငါမိဘကရင်သစ္စာဖောက်တာလေဒါတွေကဒီမှာအခုတက်တဲ့အစုံလေးနဲ့တော့မိဘကဘာပြောစရာရှိသေးလို့လဲဒီနေ့မင်းတို့နှစ်ယောက်လုံးငါတတ်လိုက်တော့မှငါဘက်ကမှန်တယ် တက်သေးဟုတ်လားနင်သွားကြည့်ကြည့်ရေချိုးကမှာဘာရှိနေလို့လဲ ဆက်ပဲဘယ်လိုပြရလဲ ညီကိုအဲ့စတော့ကင်ဘောင်းမီကညစ်ပတ်နေလို့ငါရေချိုးကန်းထဲမှာရှော့နေတာမင်းကမပြောမဆိုနဲ့ဝင်လာတာနဲ့ငါလန့်ပြီးတော့ချက်ပြညှစ်လိုက်တာနည်းနည်းများသွားတာအာ ထန်ကျိုးငါနှစ်ပေါ်တစ္ဆာရှိရတာနဲ့ဘာဖြစ်လို့ငါ့ကိုမယုံကြည်ရတာလဲနှစ်ပေါ်မှာငါဘလောက်ကောင်းခဲ့တယ်ဆိုတာနင်မေ့နေပြီလားလက်ထက်တုံးကနှစ်မှာချူတက်ပြတောင်ရှိလို့လားတင်တောင်းငွေတောင်မယူခဲ့သလိုအိမ်နေကားတွေလည်းငါမတောင်းဆိုခဲ့ဘူးပြီးတော့နင်ပင်မမကြည့်ရလို့လဲအိမ်မှုကိစ္စအားလုံးငါတယောက်တည်းလုပ်ပေးခဲ့တာရှောင်းရှောင်းမွေးတော့တေလို့မျောပါနာနေရတော့ငါမေးစည်းတစ်ချက်မထိုးခဲ့ဘူးရှင်ကျမကိုမယုံသေးရင်ကျမသစ္စာဆိုရဲတယ်ကျမရွှေရင်ရှင့်ပေါ်မှာသစ္စာစောင့်ခဲ့တယ်သစ္စာမဲခဲ့ရင်ငါအပြင်ထွက်ရင်ကားတိုက်သေးပါစေ तू ကတကယ်ပြောနေပုံပဲငါပဲထင်မှားနေရလား မင်္ဂလာပါကျွန်တော်ဟိုတယ်မန်နေဂျာပါခန်းနံပါတ်9ခွန်မှာပြည်စတာလုပ်ငန်းလုပ်နေတဲ့ကြားလို့ကျေးဇူးပြုပြီးတော့စစ်ဆေးမှုကိုပူးပေါင်းပါဝင်ပေးပါ တော်သေးတာကိုရှုံပြီးတော့မလို့ လုံးဝမဟုတ်ဘူးတခုခုမှားနေပြီဘသူတိုင်လိုက်တာလဲ အွန်လိုင်းကနေလူတစ်ယောက်လှမ်းတိုင်တာ လိုင်းမော်ကငါသိပြီရှစ်လိုက်ကိုကြည့်ကြည့်တဲ့သူတွေကနေမှာကျမမဖောက်ပြန်ဘူးလေပြဿနာပိုကြည့်အောင်လုပ်နေရလားအားလုံးရှစ်မှာရှက်ခွဲနေရလား ဟိုတယ်ဘက်ကစစ်ဆေးတွေ့ရှိချက်အရဒီညမကယောက်ျားတစ်ခါနဲ့အခန်းထဲကိုဝင်ထွက်သွားလာနေရတွေ့ရတယ်သူတို့နဲ့လည်းငွေပေးယူကိစ္စတွေရှိခဲ့တယ် စောက်ကောင်မဘာညင်းအောင်လို့လဲအဲ့ဒါကို မဟုတ်ဘူးတခြားယောက်ျားတွေနဲ့အခန်းထဲမှာအတူတူရှိခဲ့တာမှန်တယ်ငွေအပေးယူလည်းရှိခဲ့တယ်ဒီလောက်နဲ့ဘာပြောနိုင်မှာမဟုတ်လို့လေ ခွေးတောင်းသားမဒီလောက်တက်တဲ့ပြည့်စုံနေတာဝင်မခံသေးဘူးဒီလောက်တက်ရောက်ဆောင်ကောင်းနေတာနင်အကယ်ဒမီပေးရမှာလားဆရာတို့ဒီမကောင်းတာလုပ်နေခွေးမပြည့်တာမအောင်မြန်ဖမ်းလိုက်ပါတော့ ထန်ကျုံရှင့်ရမ်းလွန်နေပြီကျမကရှင့်မိမရှင့်သမီးရဲ့အမေအားလုံးရှင့်မှာရှက်ခွဲနေတာစံနာစင်လေးတော့မရှိဘူးလား ဆန်လာသေးဟုတ်လားဘလို့ဆန်လာသေးထားနိုင်မှာလဲနင်လို့ရှက်သိက္ခာမရှိတဲ့မိမနင်အားလုံးရှိမှကိုတုံးလုံးထားနေတာမှာနင်တုံလုံးနေမှာမဟုတ်ငါ့တော့ရိုက်မယ်ပေါ့ဟာလားငါနင်ကိုတီးခတ်နေတာကြာပြီနော်ငါအခုပဲမင်းနဲ့ကွာရှင်းမယ်မင်းကိုလိမ့်လိမ့်မှုနဲ့တရားဆွဲမယ်မင်းကိုထောင်ချပြမယ် စိတ်မကောင်းပါဘူးဟိုတယ်ကုန်တဲ့ရင်အတွက်ကျွန်တော်တို့နဲ့အတူလိုက်ခဲ့ပြီးပါ လိုက်ဖို့မလိုဘူးငါမမောင်းဆိုတာတက်သေးပြနိုင်တယ် ဒါရွှေရင်ရဲ့အချိန်မဲ့အလုပ်စာချုပ် ကျမကသူတို့ travel company က model တယောက်ပါဒါကြောင့်တစ်ပတ်3ရက်အချိန်ပေးရတယ်ဓာတ်ပုံဆရာတွေနဲ့ဒီမှာရိုက်ကူးရေးလုပ်ရတယ် ဟုတ်တယ်ဒီကင်မရာထဲမှာငါရထားတဲ့ဓာတ်ပုံတွေအကုန်လုံးတင်ထားတယ်မင်းမယုံကြည့်လို့ရတယ်ငါတို့ကုမ္ပဏီကတရားဝင်ရိုက်ကူးရေးကုမ္ပဏီကွာတရားဝင်နဲ့လုပ်တယ်တခုမှမလုပ်ဘူး မဖြစ်နိုင်ခုနနင်တို့ပြောနေတာငါကြားတယ်ဖြည်းဖြည်းလို့မြင်မြင်လုပ်နေနဲ့ နိုင်ဝက်ထဲနဲ့ဓာတ်ပုံရနဲ့ချီရိုက်ရမှာမြန်မြန်လုံးမှရိုက်လို့ပြီးမှာ ဟိုခြေထောက်လေးဒီဘက်နည်းနည်းလေးရွှေ့လိုက် တေချာရိုက်မိရဲ့လားနင်းနေအလုပ်ကမတွင်ကျဲဘူးညံသွားရင်လည်းမလှမှာစိုးရင်ရတယ်ဒါတွေပြောနေတာပြဿနာလား နင်တရားဝင်မော်ဒယ်တယောက်ဆိုရင်ဘာလို့ငါ့ကိုဖုန်းကွယ်နေရလဲပြောလေ 6နှစ်ပြည့်အန်ဒီလက်ဆောင်အတွက်ရှင်ကြိုက်တဲ့နိုင်ရရန်9000ပေးရတယ်ကိုကိုဒါကိုကိုအတွက်6နှစ်ပြည့်အထိမ်းအမှတ်လက်ဆောင် Happy Andy ပါကိုကို တဲလေးကိုမျိုးအရမ်းချစ်တယ် တူတူပဲ
ဒီငွေတွေရဖို့အတွက်ကိုကျမ3လလုံးလုံးပတ်စံစုပြီးတော့ photo model လုပ်ခဲ့ရတာနေ့နောက်ဆုံးပဲရှင့်ကိုမပြောခဲ့တာလေ surprise တိုက်ချင်လို့အခုရှင်ရောက်လာပြီးတော့လူတွေရှင့်မှာရိုက်တယ်စော်ကားတယ်ဖောက်ပြန်တယ်ဆိုပြီးတော့ဆွတ်ဆွဲတယ် ကျွန်တော်တို့စစ်ဆေးပြီးသွားပါပြီနားလည်မှုလွဲတာခင်မွန်းတစ်ယောက်အနေနဲ့တစ်ဖက်သားကိုယုံကြည်မှုပို့ပေးတဲ့ကျွန်တော်တို့သွားခွင့်ပြုပါဦး ဒါဘယ်လိုဖြစ်တာလဲငါတို့ဘောတကယ်ပဲမှားပြီးဖြစ်တင်မိတာလား တော်တော်အလင်းကောင်းတာပဲငါသာစိတ်မသွားခင်တဘောအလုံးနင်းလဲသားတာငါခံနေရမှာ ရှင့်ကိုမလိမ်ဘူး ဘာထက်လိမ်ဦးလို့လဲနောက်ဆုံးငါနဲ့အခွင့်အရေးတစ်ခုပေးမယ်ငါအခုပြောပြရှောင်းရှောင်းရဲ့အဖေကဘာတူလဲဆိုတာ ရှင်ပေါ့ထန်ကျိုးရှင်ဘာဖြစ်လို့ကျမကိုမယုံရတာလဲ မင်းငါနဲ့မေးချင်တာကြာပြီငါ့ဘာလို့ဒီလိုလုပ်ရတာလဲငါနဲ့ကို15နှစ်ကြာချစ်လာတာငါ့ကိုနင်လူရှင်တော်တယောက်လိုသဘောထားခဲ့တယ်ငါဘာဖြစ်လို့လဲဘာဖြစ်နေလို့လဲဘာဖြစ်နေလို့ငါ့ပေါ်ကိုနင်ဒီလိုလုပ်ရတာလဲဘာလို့ဒီလိုလုပ်ရနေရလဲနင်ငါပေါ်နောက်တစ်ကောင်လိုဆက်ဆံနေတာနင်ကိုနင်သိရလားအဲ့ဒါလေ ငါမလုပ်ဘူး ဖေဖေမမေတော့မလုပ်ပါနဲ့ဖေဖေရှာရှာအောင်မလို့ချင်းရှာရှာဖေဖေသမီးမလုပ်တော့ပါဘူးကျေးဇူးပြုမမေကိုလွတ်ပေးပါဖေဖေရှာရှာအောင်မလို့ရှင်ဘူးဆိုရင်ရှာရှာဖေဖေသမီးမလုပ်တော့ပါဘူးမမေကိုလွတ်ပေးပါတောင်းပါ ထ ပါ န် လေ ကျိုးရှင်ရမ်းလွန်နေရှင်ကျမကိုမယုံကြည်လို့ဆွတ်ဆွဲတာအဆက်ခွဲတာအကြမ်းဖက်တာငါအားလုံးသိခံနိုင်တယ်ဒါပေမဲ့သမီးကိုစိတ်ဓာတ်ရရအောင်မလုပ်ပါနဲ့အခုမှသိလိုက်ရတာရှင်ဟာရှောက်ရှောက်ပေမဖြစ်နိုင်ဘူးရှင်နဲ့ကွာရှင်းမယ် ဆောင်းဆောင်းမင်းကိုဖေဖေချစ်တယ်လေဆောင်းဆောင်း ဖေဖေမမေကိုရိုက်တယ်ရှာရှာဒီလိုဖေမျိုးမလို့ချင်ဘူး ရှောက်ရှောက်ကရှစ်သမီးရင်မဟုတ်ဘူးဆိုသူနဲ့ခက်ဝဲသွားနေ မသွားနိုင်ဘူးငါလုံးဝမသွားနိုင်ဘူးငါသူ့ရဲ့အဖေရင်မဟုတ်တော့ငါသူ့ကျိုးဝဲကတော့လင်္ကာနဲ့ရှိနေပြီဒီကိစ္စလေးရှောင်းရှောင်းနဲ့လုံးဝမဆိုင်ဘူး မပြောနဲ့တော့ရှင်လိုက်လွတ်နာကိုချက်ချင်းရက်လိုက်အခုပဲရုံးမှာသွားပြီးကွာရှင်းမယ်လား ဒီကောင်လူသိရှင်ရှာဖော်ထုတ် လူတကာမြင်ကောက်လောက်ရင် အတက်လည်းကောင်းခွန်တယ်လောက်မယ် ဘာဖြစ်နေရလဲဘာလို့လူတိုင်းကမင်းတို့ဘက်ပဲဘာလို့ရက်တည်နေကြရလဲ မင်းကအခုထိမိမကိုမယုံတင်ကဖြစ်နေတော့လားငါကြည့်မရတော့ဘူးမင်းကြောင့်ငါတို့ယောက်ျားရဲ့ဂုဏ်သိက္ခာကျတယ် ဒီဟာကငါအတွက်ဒီဟာကရှောက်ရှောက်အတွက်ခုချိန်ကစပြီငါတို့ရဲ့15နှစ်ကြာတန်ရောစင်ကိုအဆုံးသတ်လိုက်ပြီ နင်တယ်ရောတွေကြောင့်ပြောရသေးတာပေါ့နင်လို့လို့ပဲနင်းကြောင့်ပဲငါမှချစ်စရာကောင်းတဲ့ဇနီးတစ်ယောက်နဲ့သမီးတစ်ယောက်ရှိရတာနဲ့ဒါတွေအားလုံးနင်းကြောင့်ပျက်စီးနေရတာအားလုံးနင်းပြစ်တွေအားလုံးနင်းကြောင့်ဖြစ်နေရတာမင်းပြစ်တွေမင်းမားတွေကြီးပဲဘာလို့တကဘာလို့ကလူတွေငါ့ကိုပြစ်တင်နေရလဲ ထန်ကျိုးနေကောင်းအေးထောင်းနေခုချိန်ဒီငါဖတ်ပြန်နေလို့ထင်နေတော့လားနေယူနေပြီ ဟုတ်တယ်ငါယူနေတာငါနင့်ကိုဒီနေ့အစမ်းကုန်ထိယူပြမယ်အစတော့နင့်ရဲ့ဂုံးသိက္ခာကိုငဲ့အောင်မလို့ဒါစစ်စစ်ချက်ရလာလူတွေအားလုံးကိုသိအောင်နင့်ရဲ့တေးအောင်မငါအခုပဲဖော်လို့ပြ ဒါက ဖောက်ပြန်တဲ့သက်သေးလေး ရှင်စိတ်မနှံ့ဘူးလားမျက်စိကန်းနေရလားဒီလိုဟာရင်းနဲ့ကျမကိုဆွဆွဲတယ်ပေါ့ အဲ့မှာရေးထားတာလေရှောက်ရှောက်ငါသမီးမဟုတ်ဆိုတာနင်ကဘာလဲဦးလို့လဲ စိတ်ပြက်စရာပဲနေကိုယ်တိုင်ကြည့်ကြည့်ဒီမှာဘာတွေရေးထားလဲဆိုတာ ဒါဘယ်လိုဖြစ်လဲ စော်ရီတငယ်ချင်းငါမင်းကိုစေးစစ်ချက်ဆိုင်ရမှားပေးမိတာမင်းဆိုင်ပဲယူရတဲ့လင်မယားကခုနကပဲဆိုင်ရပြန်လာပို့သွားတယ် ဟမ်ဒါဆိုရှောက်ရှောက်ဟာ ရှောင်းရှောင်းကမင်းရဲ့သမီးအရင်မှာမင်းသာစိတ်အေးအေးထိုင်ရင်အစော်ရီတွေကစေးဖြေမှားနေမှန်းသိမှာငါလုံးစရာလေးရှိလို့ဖုန်းချလိုက်တော့မယ် ဟ
ဖောက်ပြန်တယ်လို့ထင်နေတော့လား တဲကိုမမသိပါဘူးကိုခွင့်လို့ပေးပါ ဖဲငါနေနဲ့ကွာရှင်းမယ် တဲကိုဒီကမနေတဲ့လို့ပါဒါလည်းအလုံးကိုပြစ်တယ်ပဲဒါလည်းအလုံးကိုမာတာကိုပြစ်ပေးမယ်ကိုပြစ်ပေး တော်ပြီနောက်မလုပ်တော့ဘူးဆိုရင်ခွင့်လို့ပေးမယ် ကိုကတိပေးတယ်ကိုနောက်ဘယ်တော့မှအဲ့လိုမလုပ်တော့ကိုတတလုံးမင်းကိုချစ်မြင်လို့မယ်ချောချောပေါ်လဲကျူးဆိုင်မယ် ဖေဖေနဲ့မေမေပြန်တဲ့ပါကြီးရှာရှာရမ်းပြော်တယ် ရှာရှာဖေဖေနဲ့တူတူအိမ်ပြန်အောင် ကျေးဇူးနော်ဟိုကိစ္စကို စိတ်ချငါလက်ဝတ်ထားပေးမယ် ကျေးဇူးတင်ပါတယ်ကိုကိုတဲကိုဒီညကျင်းတဲ့တက်ထိဖြစ်စီပေးရမယ်နော် စိတ်ချတယ်တဲကျင်းနေစီအောင် နေအောင်တဲကြီးမချိုးရသေးဘူး အဆလဲအမြင်တက်ချကိုစောင်းနေမယ် နင်းအောင်ကြားဟိုတယ်မှာတောင်းရမ်းသွားရလို့ကြားတယ်နင်းအဆင်ပြေရဲ့လားပြန်ရောတဲ့သွားရလား စင်ပြေပြီဘာမှဖြစ်ဘူး အင်းပါတကယ်တမ်းတော့ငါမွေးနေတော့ကနေနဲ့နင်းယောက်ျားနဲ့တငယ်ချင်းနှစ်ယောက်တည်းလေကားမှရှိနေအောင်ငါတွေ့လိုက်တယ်ဒါမဲ့စိတ်ချပါငါနှုတ်တက်ဖုံးထားပေးပါမယ်နင်းယောက်ျားဒီကြောင်လုံးဝမသိစေရအောင် ဝင်းနီပါတီလို့လည်းညတော့ငါရုံးမှာအချိန်မို့ဆင်းနေတာငါလွယ်ပြီသူတို့အားလုံးရှိတယ် ဒီလောက်ကြာပြီးတော့မှငါတို့ရဲ့အလှပြင်မှာဒီကောင်တက်ဆောင်ပေါက်သွားတာပေါ့ ဒီကောင်နဲ့အရင်တော့ငါမိမပူပန်ခဲ့ကြတာမဟုတ်မှလွယ်ရောရှင်ကငါနောက်ခွဲမှာငါတကယ်ချင်းနေနဲ့လှေကားမှာငါလိုပဲကိုကိုဘာဖြစ်တာလဲဖုန်းကိုယူကြည့်ပြန်ပြီပြောတော့တဲကိုရှုံနေဆို ငါတက်တယ်မရှာတော့မြည်သူ့ကိုတနည်းမဝင်ဘူးထိန်းထားမယ်အရင်တစ်ခေါက်လိုထပ်ဖြစ်နေအောင်တဲရလေကိုဘာလို့ဖုန်းကိုခိုးကြည့်ရမှာတော့ခုနဖုန်းဝင်လာလို့လေတဲလာကိုစားရအောင်ခုနစားရဖြတ်လိုက်ရလားတေးကြရတာမရုပ်တော့မတွေ့အောင်ရှောင်းတယ်ဒါကောင်ငါနောက်ခွဲမှာငါမိမနဲ့ဖောက်ပြန်နေတယ်ဆိုတော့ Happy birthday အားလုံးပဲပြောကြနော် တချင်းရွေးမယ်လားဒီတချင်းကအချစ်ဆုံးကိုအတွက်ပါ အပေးနေမယ်တဲ့ ကျောင်းကအလှဆုံးကွင်းကိုမင်းကရောက်အောင်ယူနိုင်ခဲ့တာပဲမင်းတကယ်ကံကောင်းတယ်ကွာ နောက်ဆိုရင်မတင်ငါစိတ်တွေမထားနေတော့ကွာကိုမိမကိုတန်မိုးထားဖို့လိုတယ် အေးမင်းအဲ့ဒါပြောချင်တာဒီလောက်လာတဲ့မိန်းမကိုရထားတာဆိုတော့ငါတို့ကြားရတဲ့အကောင်လုံးကမင်းကိုဝိုင်းပြီးအားကြမှာပေါ့လာတောက်ရအောင် ခဏလေးမင်းတို့ကအားကြညုံပဲလားမင်းတို့တွေကတယောက်ကငါမိန်းမကိုအမတ်လိုချင်နေတာလား ဒါမဖြစ်နိုင်တာမင်းဘာပြောတာလဲ အေးလေကွာတကယ်ရှင်မိန်းမကိုကြာကူလီလောက်เสียလားငါတို့ကပေါင်းနေရကြာပြီဒီလိုလောက်เสียလား ပြီးခဲ့တဲ့တစ်ခေါက်ကငါတို့ရွှေရင်ကိုထင်ရခဲ့ကြတာမင်းခုလေးထဲသွင်းနေရလား ငါကဘာလို့စိတ်ဆိုးရမှာလဲမင်းတို့အကုန်လုံးငါနောက်နေတာ အဲ့လိုနေရမနောက်ပါနဲ့ကွာလာတောက်ကြရအောင် လာတောက်မယ် အားလုံးဟန်ဆောင်ကောင်းနေတာပဲရရလေငါစောင့်ကြည့်နေမယ်မင်းတို့ကောက်နေအမားပေါ့လာ ရွှေရန်တစ်ရွှေရှိလား ရှိတယ်ထန်ကျို့တဲရီတွေကတ िश ူပေးပါအောင်
ဒါ ထန်ကျိုးမလို့တော့ဘူးတဲလာယူမယ် သူကဒါရင်းဆောင်လာသူမှဒီလိုအကျင့်ရှိတယ်ငါမသိပါလား ကိုတဲအိမ်သာသွားအောင်မယ် အိမ်နာတော့တာအိမ်မှမလို့တာကို့ပေးခဲ့လေကိုယူထားပေးမယ် မလို့ကိုဘာသာယူသွားလိုက်မယ် အေးငါလည်းအိမ်နာခဏလောက်သွားလိုက်အောင် အဲ့ကောင်ပဲ ထန်စိုးငါပိုက်နာနေတော့ငါအိမ်လာတော်လိုက်ဝင်မင်းတို့အရင်စုံနေလိုက်နော် ငါအပြင်ထွက်ပြီးတော့ဖုန်းပြောလိုက်အောင်မယ် ဘာလို့အားလုံးတယောက်ပြီးတယောက်ထွက်နေကြလဲမောင်းမလွယ်ရောငါမိမနဲ့အားလုံးနဲ့ဖောက်ပြန်နေရတာကြည့်ကြသေးတော့ပေါ့ငါအခုပဲချက်ချင်းမင်းတို့ဖမ်းပြငါမိမအားကုန်နေကုန်ပဲဘာလို့လာလဲဟာခန်းစီလည်းမတော်ဘူးဘယ်သွားနေရလဲဟမ်သူကရှိဘာသာလို့လဲကားထဲမှာဘာလုပ်နေကြလဲငါတော့ကြည့်မယ် ဟဲ့လူခင်ဗျားဘာလုပ်မို့လဲဒီမှာရပြလို့မရအောင် ကိုကြီးကျွန်တော်ရပြမဟုတ်ဘူးကျွန်တော်မင်းဖောက်ပြန်နေလာဖမ်းနေတာ သူလာနေပြီမြန်သွားတော့ အခုကတရားဥပဒေစိုးမိုးတဲ့ခေတ်ဖောက်ပြန်နေအောင်မှပဲလူကိုရိုက်လို့မရအောင်ပေးရိုက်တော့ ကိုဘလို့ရောက်လာလဲ ကားထဲမှာဘဲကောင်လဲ ဘာဘာတူလဲ ခုနကပဲငါကားပေါ်မှာလူတွေ့လိုက်တာလေယောက်ျားတယောက်မင်းကားပေါ်တက်သွားတာလေဟဲ့ဒီနေ့ကငါမွေးနေနော်မင်းငါနောက်ကမှတခြားလူနဲ့နင်ဒီလောက်တော့မစောင့်နိုင်ဘူးလား မဟုတ်ဘူးဘာရှော့ပြောနေရလဲ ဒါဆိုရင်အိတ်ထဲကဘာလဲ နင်တို့ဘာလုပ်နေကြရလဲ တဲလေချောင်းနာပြီးချောင်းရဆိုလို့ကားကလှုပ်နေရပါဟိုကားထဲကဆေးလာယူတာပါဒီမှာလေကိုအထင်မလွဲပါနဲ့ နင်တို့မိန်းမတွေကတော်တော်လိမ့်တာပြီးပါငါခုနကပဲမြင်လိုက်တယ်ယောက်ျားတယောက်ကားထဲဝင်သွားတာငါမျက်စိမကန်သေးဘူး ကိုအခုတလောပင်မနေတော့အမြင်နေမားတွေကဖြစ်မှာပါ ဟဲ့ကိုကျွန်တော်ကားပတ်ကင်က CCTV လေးပြလို့ရမလားဒါမှပဲကျွန်တော်ဖြစ်နေတဲ့အဖြစ်ပြအမှန်ကိုသိခွင့်ရမှာကို CCTV ကိုကြည့်ကျင်တိုင်းကြည့်လို့မရအောင်ကြံတစ်ခုပေးကျင်တယ်ကြီးမမပြဿနာမရှိဘူးဆိုရင်ဒီလောက်လေးနဲ့စာဖွဲ့မနေ ခင်ဗျာဘာပြောရလဲ ထန်းကျို့တော်ပါတော့ငါတကယ်ဒီနေ့နေမကောင်းအိမ်ပြန်ရောက်မှပြောကြရအောင်နော် ဟမ်ဘာလဲနေမကောင်းလားချားကောင်းနေတဲ့အိတ်ရှင်နဲ့အိတ်နေမကောင်းဖြစ်နေရလားဟာလား ထန်ကျိုး तू နေမကောင်းတာကိုသိရတယ်ဒီလိုမျိုးတွန်းစရာလား မင်းငါ့ထက်ပို့ပြီးတော့သူ့ကိုယူဆိုင်ပြနေငါလိုးမကြောက်ဘူးလေကောင်အားကြောင့်မလဲမင်းစေးစစ်ချက်စားတွေမှားနေမှာငါလိုးမသားခွေးတောင်သားငါမင်းအခုတတ်မယ် ကိုနိုးပြီလားမနေ့ကအထုတ်ခံရလို့သတိလစ်သွားတာတဲအရန်လန့်သွားတာပဲတော်သေးတယ်လူဘာမှမဖြစ်လို့ရော့စစ်စစ်ဖြုတ်လေးတောက်လိုက်အောင်နော် အခုပဲရောက်နေရလဲငါတို့ဒီတိုင်းမထား ထန်ကျိုးကိုကြီးကရှင့်ရဲ့တငယ်ချင်းကျမကရှင့်ရဲ့ဇနီးကျမတို့နှစ်ယောက်ရဲ့တန်ရောစင်ကဒီတန်တရားစိတ်ကြောင့်ပြက်ရတော့မှာလားမနေ့ညရှင်မူးနေတယ်လို့ပဲကျမမှတ်လိုက်မယ်နောက်ထပ်ဒီလိုတန်တရားတွေထပ်ဝင်ရင်တော့လုံးဝခွင့်လို့မှမဟုတ်ဘူးနော် သူလုံးဝဝင်မခံပါလားစမင်းနေနဲ့ဘာမှထူမှာမဟုတ်တေးစိတ်မဆိုးပါနဲ့ကိုထပ်မပြောတော့ဟေးအေးကုန်မယ်တေးဟေးရနေနဲ့ပေါ့နေတယ် တဲပြင်ပေးမယ်
စားဖြတ်ထားပါလားတခုတော့တခုပဲ profile ပေါ်ငါမိမပါနေပါလား7 minute ကတုံးလာတဲ့ profile ပေါ်ငါခုမှသတိထားမိတယ်အဲ့ကောင်ငါမိမနဲ့ပတ်သက်နေတာပဲ ရှော့တောက်လိုက်အောင်အမေစီကဖုန်းလာလို့တဲပြောလိုက်အောင်မနော် ငါစိတ်လုံးနေလို့မရဘူးငါဖောက်ပြန်နေလို့တည်ပြီးပြီဆိုရင်နင်းနဲ့မြန်ငါမိမှာပဲအဲ့ဒီခါကျမှသူ့ငါနင်းနာချင်းမပြေးနဲ့ဂုံတိတ်ခါကြောက်လို့ပြော ကိုကိုတဲလောက်သွားရမယ် ကောင်းပြီဒီဆိုင်တော့တော့တယ် โอเค ခုဆိုနေရဖုန်းငါချေအခန်းထားပြီနေဘယ်ရီသွားနေရဆိုတော့ငါအတိအကျသိလို့ရပြီလေသူချိန်ကိုတနိုင်ဆင်းမယ်ဆိုပြီးတော့9နိုင်တော့ထိုးနေဘာလို့ပြန်မလာသေးတာသူဘယ်လိုဖြစ်လို့အဲ့ကောင်ရောက်နေတာခွေးမခွေးသခင်းနေတာပဲငါ့အချိန်ကိုစင်းနဲ့ပြောပြီးကုရိန်မှာအခုကျတော့ကြည်ကြသေးတာပေါ့ကုရီခွေးမသာကုရီဒီကောင်ဝဲကုရီ ဘာလဲထန်ချိုး ဖဲ့သမင်းခွေးသခွင်းနေတဲ့ခွေးမအခုထွက်လာခဲ့ ထန်ချိုးမင်းဘာလို့မလို့လဲထန်ချိုးမင်းစိတ်အေးထားအောင်မင်းမဒီမှာမရှိဘူး မင်းကပြောင်းညင်းနေသေးတယ်ငါသူ့ဖုန်းကိုချေရခံပြီးတော့အခု तू ကဟာဖုန်းတောင်းပါမှာ ဟွာဖုန်းတာပါဆိုတိုင်းဒီမှာလို့တက်အပ်ပြောရင်ဟုတ်လား အေးရှိမရှိခုငါဝင်ကြည့်မယ်မေဖေ ထန်ချိုးထန်ချိုးဟာ ဒါတွေကငါမိမပုံနေပဲ ထန်ချိုးမင်းအထင်မလွန်းနဲ့မင်းထင်တယ်မဟုတ်ဘူး ထင်လွဲတယ်ဟုတ်လားဒါတွေကမင်းတို့ဖောက်ပြန်နေတဲ့အထောက်ထားတွေလေအဲ့ဒါကိုမင်းအခုထိညင်းနေဦးမလို့လား ထန်ချိုးရွှေရင်ဒီမှာတကယ်မရှိပါဘူးမင်းကတော့တငယ်ချင်းကိုတတ်မှတ်သေးရဲ့ဆိုချင်းဒီတစ်ခါငါ့ကိုယုံပါကွာ ဘာတကယ်ချင်းဟုတ်လားတကယ်ချင်းဆိုငါနောက်ကငါမိမနဲ့ဖောက်ပြန်နေမှာလားမင်းချင်းလေးကငါမတွေ့တော့ရှာပြမယ်ခွေးမထွက်လာသေးဘူးလား ဟာထန်ချိုး နင်ဘယ်လိုဖြစ်လို့ဒီရောက်နေ ရှိနေရဘာဖြစ်လို့လဲ ငါမိမရဲ့ဖုန်းကနင့်ရှိဘယ်လိုရောက်နေ ညနေကသူနဲ့ထမင်းဆိုင်မပါလာတာဘာဖြစ်လို့လဲ မင်းစားရဟုတ်လားငါမိမငါ့ကိုပြောတာအချိန်ပိုဒီနေ့ဆင်းရမယ်ဆိုပြီးတော့ ထားလိုက်တော့နင့်မိန်းမဒီမှာမရှိဘူးမြေလန်ရှာတဲ့နင့်မိန်းမကိုဒီမှာတွေ့မှာမဟုတ် ငါသိပြီနင်ကငါမိမတကယ်ချင်းပဲအဲ့တော့နေတော့ကငါမိမနဲ့ခုဒီဖောက်ပြန်နေကုညီနေရမလားနေတော့ကအတိုင်းဖောက်ထားတာတရားမကောင်းတာမရှိဘူး မဟုတ်သေးပါဘူးစကားကောင်းကောင်းပြောလို့မရဘူးလားအတိုင်ဖောက်ညီရဲ့ဖောက်ပြန်နေဆိုတာဒီနှစ်တွေမှာနင်းနဲ့ရှင်ရငါတို့တိုင်ဆန်းပြပဲလေနင်ဘာလို့သူ့မယုံကြည်ရလဲ ရှုံးကြည့်မှုဟုတ်လားနင်ကြည့်ကြည့်ဒါတွေကဘာတွေလဲဒါတွေကရော profile ပေါ်ကအစငါမိမပုံတွေသူတို့လည်းမဖောက်ပြန်ဘူးဆိုတာကိုငါဘယ်လိုလုပ်ကြောင်းပါလဲ တော်တော့ငါရွှေရင်ကိုချစ်ခဲ့ဆိုတာငါဝန်ခံတယ်တငယ်ချင်းရွှေရင်ကိုချစ်ခဲ့ဆိုတာငါဝန်ခံပါတယ်ဒါကြောင့်မလို့သူ့ပုံတွေငါတိန်းထားတာငါသူ့ကိုနှစ်သက်တယ်ဒါပေမဲ့အဲ့ဒါမင်းနဲ့မဆိုင်ဘူး ငါလည်းမဆိုင်ဟုတ်လားငါသူ့ယောက်ျားငါမင်းကိုတငယ်ချင်းလို့သတ်မှတ်ထားတာမင်းကငါမိမနဲ့ဖောက်ပြန်တယ် မင်းကအချိန်ပြည့်တန်တရားစိတ်တွေနဲ့အကြမ်းဖက်တမ်းမှန်သိရင်ငါရွှေရင်ကိုရအောင်ယူခဲ့မှာကွာမင်းမမေ့နဲ့ငါသူ့ကိုဆချစ်ခဲ့တာငါတို့ရဲ့တငယ်ချင်းတန်ရုံးစင်ကိုမငဲ့ကွက်ရင်ငါအစောကြီးကလေးက ဒီလိုဆိုရင် ဟာ
sorry ဟုတ်လား sorry ဟုတ်လား sorry ငါရှာမင်းလူယူမလို့လားငါတော့ကြောက်မင်းဓာတ်နဲ့ထုံးမလို့လားဒါတော့မင်းကောင်ညှို့ထားတာငါတို့လက်ထပ်ပြီးခလေးရှိနေတာမှာမင်းကမိမကိုခုထိမမေးနိုင်ဘူးငါမထင်ခဲ့ဘူးမင်းတို့တနာကမနဲ့မင်းကတကယ်တော့အကျဉ်းသားတဲ့ပစ္စည်းနဲ့ကြာကူလီကောင်ပဲ မင်းအခုထိရွှေရင်ကိုမယုံသေးဘူးလားသူကလုံးဝဖောက်ပြန်တဲ့လူစားမဟုတ်ဘူးရွှေရင်မင်းကို15နှစ်လုံးလုံးမစ္ဆာရှိခဲ့တာ15နှစ်တောင်ထန်ချိုးသူမပြန်ရလေမင်းရဲ့တစ်ဖက်သက်ဆွဆွဲမှုနဲ့မယုံကြည်မှုပဲ စိတ်ဓာတ်မကောင်းတဲ့သူကအကောင်းမြင်စိတ်ကိုမရှိဘူးအစရန်ဒီလိုဒီဇိုင်းမဲ့သိလို့ရှိရင်ရွှေရင်ကိုနင်းနဲ့လုံးဝလက်မထပ်ခိုင်းခဲ့ဘူးရှင်းရှင်းပြောရရင်နေတို့ရဲ့အိမ်တော်ကြီးကစားရတဲ့ရက်ပဲလေနေရွှေရင်ပေါ်မကောင်းရင်အချိန်မရွေးကန်ထုတ်ပြစ်လို့ရတာပဲ ဒါကြောင့်မို့ငါမိမအခုလိုဖြစ်နေတာမင်းတို့လိုစိတ်ဓာတ်မကောင်းတဲ့လူတွေပေါင်းလို့အခုငါမင်းကိုမဲဖေးကိုသာငါမင်းစောမမယ် မဟုတ်မှလွယ်ရောကိုဘာလို့ဒီရောက်နေရလဲ ရှင်ပြောစမ်းငါနင်ဘယ်ချိန်ကလေးကုရီနဲ့ဖောက်ပြန်နေရလဲ ဒီအထိတောင်လိုက်လာတာအခုထိကျမဖောက်ပြန်တယ်လို့ထင်နေလို့လား ငါတနည်းမဖြစ်တင်ဘူးလားမင်းဖုန်းကိုငါချေရခံထားတာမင်းဖောက်ပြန်နေတဲ့တပ်တွေတွေ့ရအောင်မမင်းအခုထိညင်းညင်းနေရလား ဟိုတခါဖြစ်ပြီးနောက်ပိုင်းနေငါ့ကိုယုံကြည်မှုပိုရှိလာမယ်လို့ငါထင်တာနေငါ့ကိုစောင့်ကြည့်နေရဆိုတာအရှင်တက်ပိုဆိုးလာတယ် ပြစ်ပြောမယ်ဆိုရင်နင်တကယ်ချင်းကိုနင်အပြစ်ပြောအဲ့ဒီညတာငါဆာမကြည့်ခဲ့ငါနဲ့အရင်လိုအယူလိုဆက်ချစ်နေအောင်ပါ ငါပြောပြီးသွားပြီငါမဖောက်ပြန်ဘူးနေဘာလို့ငါ့ကိုမယုံရတာလဲငါတကယ်တိမ်မနေယုံပါလား ဘာအပြစ်မရှိရောလားဒါဆိုမင်းလက်ပင်ကမကင်အားဘယ်လာလဲပြီးတော့အဲ့ဒီညကားပါကင်မှာတခြားကောင်တွေနဲ့ဘာလုပ်နေရလဲဒီနေ့လည်းနေချိန်ပိုဆင်းရမယ်လည်းငါ့ကိုပြောတယ်ခုတော့နင်ဘယ်လိုဖြစ်လို့ကိုယ်ရင်ရောက်နေရလဲဒါတွေအားလုံးဟာတိုက်ခတ်မှုလို့နင်ပြောမှလားငါ့ကိုပြောငါပြောငါဘယ်လောက်ထိစက်လိမ့်နေမှာလဲငါဘယ်လောက်ထိနွားချနေရောက်ပါလဲရောဒမမခွေးမ ဟာရိုင်းဆိုင်ကောင် နေဒီတိုင်းပဲဆက်ထင်နေငါတကယ်ဖောက်ပြန်တယ်လို့သတ်မှတ်လိုက် ထန်ချိုးမင်းသိလားရွှေရင်က မပြောနဲ့တော့ထန်ချိုနေဒီလိုလုပ်ရတဲ့အကြောင်းကြီးကကွာရှင်းဖို့ပဲမလားငါလက်ခံတယ်ငါဘာမှခံစားခွင့်မယူဘဲနဲ့အိမ်ကနေထွက်သွားပြီမယ်နေကျင်းနဲ့လိုက်တော့ ချီဆောင်းနေသမီးရင်တော့ဒီလိုကောင်မျိုးတော့နေနေသမီးရင်ဖြစ်တော့ရှောင်းတော့နေစွတ်ပြဦးပါလား ဟုတ်တယ်ငါမိခင်ကောင်မဟုတ်ဘူးဇနီးကောင်လည်းမဟုတ်ခဲ့ဘူးနေပြောသလိုဖောက်ပြန်တဲ့မိမ့်မပြတ်ပဲထန်ချိုငါတကယ်ပင်ပန်းနေပြီငါ့ကိုလွတ်လိုက်ပါတော့ ရွှေရင်မိမ ရွှေရင်နင်သတိရပါဦးရွှေရင် တယ်လေနင်ဘယ်တော့ကန်ဆိုင်ကစားဖြစ်နေရလဲဘာလို့ငါမပြောရလဲ နေရတနေ့ကို4 နာရီပဲအိပ်ရတယ်အလုပ်3မျိုးလုပ်တယ်ငါနေ့ကိုစိတ်ပီစီမှုတွေမပေးချင်လို့ပေါ့ ဒါကြောင့်မို့နင်ငါ့ကိုဖွဲ့ပဲငါဒါတွေအားလုံးငါ့ရဲ့ထင်လွဲမှမှုတွေပဲငါ့ကိုပြအမှန်တရားပါလဲဆိုတာ အစတုန်းကငါနေမကောင်းလို့ကိုယ့်ရည်စီကိစ္စဖြစ်နိုင်ခြေရှိမရှိဆိုတာကိုငါသွားမိတာအဲ့ဒါကိုရက်ချမ်းမြင်သွားတယ်ငါသူ့ကိုဒီကြောင်လှုပ်ဝက်ထားခဲ့တယ်နှစ်မွေးနေ့မှာငါအဆိုင်ကိစ္စရှိတာသိသွားတော့စိတ်ထက်ကြခဲ့တယ်အဲ့ဒါကိုကိုယ့်ရည်ရသတိထားမိလို့ကားပါကင်ကိုလိုက်လာတာနင်မြင်သွားခဲ့တာ ငါနဲ့မိမကိုဆေးရုံသွားပြတော့ဆရာဝန်ကဆေးရုံတက်ဖို့ပြောရယ်ငါခုရီစီလာတာကကျောင်းနေပဲတငယ်ချင်းနဲ့ချင်းဆေးကုဖို့ဆိုပြီးတော့အခုညီလာတောင်းဖို့ပါငါဖုံးမယူမိရယ် နင်စိတ်ပူမှာဆိုလို့ငါဖုံးပြန်လဲပြီးတော့အိမ်ပြန်လို့ပဲရက်ချန်ကကိုယ့်ရည်စီရောက်နေရဆိုလို့ကိုယ့်ရင်ကလည်းစိတ်ုံနာမှာဆိုတော့အဲ့ကိုတန်းလာလိုက်တာနင်အဲ့မှာရှိနေမှငါမသိခဲ့ဘူး နှစ်ပြလောက်ကြာတဲ့အထိငါရွှေရင်ကိုမမေ့နိုင်ဘူးဆိုရင်ပဲဘ
သူနဲ့ကလည်းစီးမကြော်ခဲ့ဘူးရွှေရင် तू ကလေမင်းတယောက်တည်းပဲချစ်ခဲ့တာအခုမင်းယုံပြီးမှတ်လား တဲလေကိုတောင်းမှာပါကိုမယုံတင်ကစိတ်တွေများလို့ကိုစိတ်အားငယ်နေလို့တခုဆိုရင်ကိုစိုးရင်တွေကြီးနေမင်းတို့တခြားယောက်ျားလူယူတော့မှလည်းကိုစင်ရဆိုရင်တောင်းမှာပါတယ်ကိုမထားခဲ့ပါနဲ့တဲလေကိုတောင်းမှာပါတယ်ကိုမယုံတင်ကစိတ်တွေများလို့ကိုစိတ်အားငယ်နေလို့တခုဆိုရင်ကိုစိုးရင်တွေကြီးလို့မင်းတို့တခြားလူယူတော့မှဆိုလို့ကိုတကယ်တောင်းမှာပါတယ်ကိုမခွဲသွားပါနဲ့မိမရဲ့ ငါရဲ့ကူတမှုအောင်မြင်နိုင်ခြင်း20ရာခိုင်နှုန်းအောက်ပဲရှိရလို့ပြောတယ်ငါတို့ကွာရှင်းပြီးရှောက်ရှောက်ပို့ကျူးစိုက်ပါနော်ငါတေးဝိုင်းရဲ့နေဝင်တော့မဖြစ်စေရပါဘူး မရအောင်မိမငါလည်းတေးခွင့်မပြုဘူးငါကြောက်ကနေနေငါမျက်ကြည့်လာနေငါဖာပဲရောက်ရအောင်ငါအကောင်းဆုံးဆရာဝန်နဲ့ကုမယ်အကောင်းဆုံးစိတ်တော့မယ်ကျွန်တော်ကပြက်ကေးစေရမယ် ရှင်ကျမဘောတန်ရဝင်နေအောင်မလား တဲလေကိုသစ္စာဆိုပါတယ်ကိုနောက်ဒါမျိုးဘယ်တော့မှမလုပ်တော့ ယောက်ျားစကားတီးပါစေကွာစိတ်ချငါရွှေရင်ကိုအကောင်ဆုံးဆေးကုသမှုရအောင်စီစဉ်ပေးမယ် နင်စကားတီဖို့လိုရယ်နော်နောက်ဆိုရွှေရင်ပေါ့ပိုကီယူဆိုင် ရပြီကိုကို မဲ 小乔，ဒီနေ့ကမမေရောကပြတဲ့ပထမဆုံးလားကွန်ပျူတာအနေနဲ့အဖေတို့ပြင်ထွက်ပြီးတော့မဟုတ်တော့စားကြရအောင် ကောင်းတယ်ဒါပေမဲ့ဖေနာသမီးမြင်လိုက်တာမေမေကဦးလေးတယောက်နဲ့အတူရှိနေရဲ့အဲ့ဦးလေးကမေမေကိုပန်းစည်းလက်ဆောင်ပေးရဲ့ ကျေးဇူးပါ အဲ့ပန်းစီကဖေဖေကိုလက်ဆောင်ပေးလို့နေမှာသမီးမေကဟင် ဒီမှာဒီနေ့အဖေများနေလေကျမနဲ့ရှော့ရှော့ကိုကူးဆိုင်ပေးလို့ရှော့ရှော့ဖေကိုကျေးဇူးတင်ပါတယ် တဲလေကျေးဇူးတင်ပါတယ်တဲလေကိုမေကိုရမ်းချစ်တယ် တဲ့ရောပဲ ရှောင်းလဲဖေမေတို့ကိုချစ်တယ် ဟလာအိမ်ပြန်ကြရအောင်